Voice of Finland မှာတပ်ပတ်နေတဲ့မြန်မာဆိုတော့ So Shame နိုင်ငံတကာစင်မြင့်ထက်မှာမြန်မာအတန်ကိုကဘာသိအောင်လုပ်ပြလိုက်တဲ့ So Shame The Voice of Finland ရဲ့ Battle Room မှာသူဘယ်လောက်တော့အစွမ်းပြခက်လဲဆိုတာကိုကျွန်တော်ကြည့်လိုက်ရအောင်စန်နီယာအပေါ်ရဆိုတင်ပွဲဝင်ပြဖြစ်တဲ့ So Shame ဟာဒီတစ်ခါ Battle Room မှာလည်းသူ့ရဲ့ထူခြားတဲ့အတန်ပါဝါနဲ့ဒိုင်လူကြီးတွေကိုရောပရိသတ်တွေကိုပါအော်မိတ်သက်သွားစေခဲ့ပါတယ်သူရဲ့အပန်းလေးစံတာကတကယ့်ကိုနိုင်ငံတကာဆက်ထနေပါတယ်တင်ပဲနဲ့ပြင်ရတဲ့အချိန်ဆိုမှလည်းတစ်ဖက်သားကမပြိပဲ harmony တကြနဲ့အကောင့်စပတ်ကိုပေးတာကတကယ့်ကို professional ဆန်လုံးပါတယ်မြန်မာငယ်လူတယောက်အနေနဲ့အခုလိုဥယပစင်မြစ်ချက်မှာအားရပါရတဲ့ချင်းဆူနေတာကိုမြင်ရတော့တကယ့်ကိုခေါ်ယူစရာပါကဲ social ရဲ့ဒီပြောပြမှုကိုတင်လို့ရောဘယ်လိုမျိုး comment မှာရေးပေးကြပါဦးနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ content တွေအတွက် join channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံး